စီးထိုးရမှာအရင်ကြောက်တယ် ကျွန်တော်လက်ကိုကိုင်းမိထိုးစေးရပြောရတယ်ဟောအော်စီးထိုးတဲ့မူတီကမိုက်လိုက်တာအဲ့လိုစေးမျိုးဆိုလို့ရှိရင်အလုံး100လောက်တော့ထိုးပလိုက်မှမသိဘူးနော် ထိုးမှာပေးချလားပေးလာလား ခုနပြောလို့လုပ်ပေးမယ်ဆိုရင်လေ ဟဲ့ နော် ကိုနေ့ကလေးမနေ့ကလည်းရှမ်းကိုကြိုက်တဲ့အချက်ပြောရလေဒီနေ့လည်းရှမ်းကမနေ့ကိုကြိုက်တဲ့အချက်ပြောရ ဒီကုန်းကတတ်တယ်မိ ဒီမှာမရှိတော့ပါဘူး ကိုမနီကိုဘယ်လိုပြောဘယ်လိုမျိုးမရလဲဇကားရိုက်နေနေ မ ပေါ့ ဟုတ် လား ဘူးရှမ်းပေါ်ခန်းကိုကြိုက်တဲ့အချက်မေးတာကျွန်တော်တို့လိုက်မှာဟုတ်တယ် ကိုမနီကဘာဖြစ် ကျွန် လဲ တော်ဖြေတာပြောကျွန်တော်ပါဖြေတယ်သူကျွန်တော်လိုက်ကိုမကြည့်ဘူးအဲ့ဒါ ကြည့်တယ်လက်ကားတော့ဒါရှယ်ရတဲ့ဘယ်လိုမျိုးတဲ့ဘယ်လိုမျိုးဥဆောင်ဗာလဲ view site ပေးတယ်ကျွန်တော်က view site ပေးတယ်တဲ့ပြောရဲကျွန်တော်တဲ့အဲ့လိုမျိုးချွေးထွက်တာတော့တဲ့အဲ့လိုမျိုးပါဆိုရင် ဟုတ် တော့ ပြီ လေ ဟုတ်ပြီအဲ့ဒါရှမ်းဖြေလေ ရှန်ဖြေလဲဆိုလို့ရှိရင်တော့ရှန်ပြောဖြေဘူးတယ်လေ interview မှာကိုမနီကသူမင်းတို့သဘောကျတဲ့အချက်ကကြာတော့သူကကြာတော့အဲ့လိုမျိုးရှန်ထက်ငယ်ဆိုပေမဲ့အဲ့လိုမျိုးရှန်ပေါ်အဲ့လိုမျိုးသူကအရန် view site တယ်နှွေးထွေးရပေါ့ကွာပြီးရင်အဲ့လိုမျိုးသူ့ရဲ့ခလေးလေးတယောက်လိုမျိုးထားတယ်ပြန်အဲ့လိုမျိုး feeling ကိုအရန်သဘောကျအရန်လည်းကြိုက်တယ်ကွာဟိုလုံးဝ view site တယ်အဲ့လိုမျိုး view site ပေးတာအပြင်ပြောလို့ရှိရင်လည်းသူကဟို management လည်းကောင်းတယ် management ကောင်းတယ်ဆိုတာတခုလုံးမယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးကျွန်တော်နဲ့တင်တယ်မင်းလေးလောက်ကြတယ်ပြောလို့ရှိရင်လည်းဟိုအလုပ်ကိစ္စဒါအကုန်လုံးပေါ့နော်အဲ့မှာတိုင်တိုင်မင်းလုပ်လို့ရတယ်ဒီ view site မှုလေးပေးရအဲ့ဒါအချက်လေးတွေကပို့ပြီးတော့သဘောကျပြီးစီရပေါ့နော်နော် ဒါပဲလား တခြားကပြောအောင်သူ့ရဲ့အကြည့်လေး ရှက်သွားပြီကွာအလုံးမသိတဲ့ချက်တွေရှိနေသေးပါတယ် ခလေးလေးအတန်ကြားရမြင်နေနဲ့ပြင်းစရာလား